အားလုံးပဲမင်္ဂလာပါရှင် Faint Arthrotat အစစ်အားဖြည့်ဆေးကိုတစ်နေ့နှလုံးနဲ့တောက်ရုံနဲ့ဒူးနာခါနာတာရဲ့တက်တာမယ်ဆိုရင်စိတ်ဝင်စားကြလားအဲ့ဒါဆိုလို့ရှိရင်တော့ဒီဆေးလေးကအခြားလားတူဆေးတွေထက်ဘာတွေထူးခြားလဲဆိုတာသိရအောင်ဆက်ပြီးကြည့်ကြည့်ရအောင်နော်Arthrotat မှာဆိုလို့ရှိရင်တင်သစ်နိုင်ငံထုတ်အရေးသွေးမြင့်ကုန်ကျန်း Carditis ကိုအသုံးပြုထားတာဖြစ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်လူတွေရဲ့အယိုးနုတိဆောက်ပုံနဲ့အနည်းဆက်ဆုံးတူညီတဲ့ glycosaminoglycan လို့ခေါ်တဲ့ glucosamine, chondroitin, hyaluronic acid တို့အပြင် type 2 collagen ရာဆိုလို့ရှိရင်သဘာဝအတိုင်းအချိုးကျပေါင်းဆက်ပါဝင်နေတာပဲဖြစ်ပါတယ်။သူတို့တွေကဆိုရင်ကျမတို့ခန္ဓာကိုယ်ရဲ့အယိုးနုဖွဲ့စည်းတိဆောက်ပုံနဲ့အနည်းဆက်ဆုံးတူညီတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစစ်ရောင်ရမ်းနာကျင်တာတွေအယိုးနုတွေပျက်စီးတာတွေကိုလျော်နေသက်သာစေပြီးတော့ကောင်းစွာလှုပ်ရှားသွားလာနိုင်မှုအတွက်များစွာအထောက်အကူပြုနိုင်ပါတယ်ရှင်။အဲ့ဒါအပြင်အစစ်မြင့်နည်းပညာတွေနဲ့ထုတ်လုပ်ထားတာဖြစ်လို့ခန္ဓာကိုယ်ကနေအလွယ်တကူဆုပ်ယူနိုင်တဲ့အတွက်ဆေးရနည်းသင်ကိုလည်းအမြန်ဆုံးရရှိစေမှာပဲဖြစ်ပါတယ်ရှင်။သူ့မှာဆိုရင်ဓာတုပစ္စည်းတွေတာရှိခံပစ္စည်းတွေလုံးဝပါဝင်ခြင်းမရှိဘဲနဲ့ပင်လယ်ငါးရိုးနှူးကနေထုတ်လုပ်ထားတာဖြစ်လို့သက်စေမှုမြင့်မားပြီးဘေးထွက်ဆိုးကျိုးလည်းနေပါပါတယ်ရှင်။အဲ့ဒါအပြင်ဆေးပမာဏအများကြီးတောက်စရာမလိုဘဲနဲ့အစစ်ရောင်ရမ်းနာကျင်တာတွေကိုသက်သာစေရတဲ့ပတ်သက်ပြီးဒီလိုသုတေသနတွေလည်းလုပ်ထားပြီးဖြစ်ပါတယ်။ကဲအဲ့ဒါဆိုလို့ရှိရင်အသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ်အဝလွန်တာကြောင့်ပဲဖြစ်ဖြစ်အယိုးနုလေးတွေပျက်စီးသွားတာကြောင့်ပဲဖြစ်ဖြစ်ဒူးနာခါနာတာအတွက်အာနိသင်ထိရောက်တဲ့ product လေးကိုရှာနေတယ်ဆိုလို့ရှိရင်တော့ Faint Arthrotat အစစ်အားဖြည့်ဆေးကိုအမြန်ဆုံးရွေးချယ်လိုက်တော့နော်။တဘာဝပင်လယ်ပြင်ကရတဲ့ Faint Arthrotat အစစ်အားဖြည့်ဆေးနဲ့သင်ရဲ့အယိုးစစ်တွေကိုအခုပဲပြန်လည်တည်ဆောက်လိုက်ပါ။